ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်အကျိုးပေးသွားတယ်တခုမှတ်ထားဖို့ရတော့ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်ကံကအကျိုးပေးမယ်အကုသိုလ်ကံအားကောင်းနေရင်အကုသိုလ်အကျိုးပေးမယ်ဒါကတခုအဲ့ဒီထဲမှာပဲကုသိုလ်ကံကအားမကောင်းမိမယ်လို့အခွင့်အရေးရရင်သူကအရင်ကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရတယ်ဒါပေမဲ့အားကောင်းကြီးတော့မဟုတ်ဘူးအခွင့်အရေးရရင်သူအကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရရင်ကုသိုလ်ကံအကျိုးပေးမယ်အကုသိုလ်ကံအခွင့်အရေးရရင်အကုသိုလ်အကျိုးပေးတယ်အခွင့်ရတဲ့ဟာကအကျိုးပေးသွားတယ်အားကောင်းပြီဖြစ်စေမကောင်းပြီဖြစ်စေချမ်းသာရှိတယ်နော်ဒါကံဒီမှာနဲ့ပတ်သက်ရင်မြတ်စွာဘုရားဟောထားတာမှတ်သားကြရလေလူတယောက်ဟာအဆိုးတွေကြီးပဲလုပ်တဲ့လူတယောက်ရှိတယ်အကောင်းမရှိတဲ့လူတယောက်ရှိလူတယောက်ကတော့ကောင်းတာတွေပဲလုပ်တယ်ဒါပေမဲ့လို့ပုရုဇဉ်သဘာဝအလျောက်မကောင်းတာတွေလုပ်တယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာကောင်းတာမလုပ်ဘဲနဲ့မကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာအပြည့်အဝအကုသိုလ်ခံရတယ်ဒီခါတည်းမကောင်းတာလုပ်ပြီးမဲ့လို့ကောင်းတာတွေများများလုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့လုံးဝမခံရဘဲနဲ့အကုသိုလ်ရဲ့အကျိုးလုံးဝမခံရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပေးထားစားကွက်နဲ့ဥပမာပေးထားစီဝတိလုံးတော့စားခဲ့တဲ့ကဲကိုကော်ဖီပကံနဲ့ထက်ကော်ဖီပကံပြေးလာအောင်ရေးထက်အဲ့ဒီစားခဲ့ကော်ဖီပကံနဲ့ထက်လိုက်ရေးဟာတော့မဖြစ်တော့ငါမယ်ဒီစားခဲ့ရစီဝတိလုံးတော့စားခဲ့ရကော်ဖီပကံတော့ဒီရှိတဲ့ရေးဆိုရင်တော့မဖြစ်အောင်ငါမယ်အဲ့ရေဥတူလာလည်းပါထည့်လိုက်လို့ဆိုရင်အဲ့စားခဲ့တာမရှိတော့ဘာလို့ရှိများသွားတာလေရှိနေရင်ငါမယ်ရေပြားရင်မငါတော့စားပါမှန်းတော့မသိလိုက်တော့အဲ့ဒါလိုပဲကုသိုလ်များနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်ကနည်းနည်းလေးပဲပျောက်သွားတယ်လို့သူတို့ဆိုလို့အကျိုးပေးဖို့မပေါ်လာနိုင်ဘူးတဲ့ကတ္တရားဆိုများသောဖြင့်လူတွေကကံကံနဲ့ပြောနေတာအတိတ်ကံကိုပြောနေကြတာကိုလုံးနေတာအကောင်ကဆိုလာဒါပဲသိဖို့တော့နော်ကံအကျိုးပေးပြီဆိုမှငါကံမကောင်းဘူးငါကံကောင်းတယ်နဲ့ပြည့်နေကြတာငါကိုလုံးနေတဲ့အချိန်မှာကံကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဒါပဲတွေ့ဖို့လို့တယ်ကံကောင်းခြင်းမကောင်းခြင်းကကိုလုံးတဲ့အလုပ်ပစ္စုပန်လုပ်နေတဲ့အလုပ်နဲ့ပူဆိုင်အတိတ်ကအခုပြင်လို့မရဘူးအတိတ်ကအကိုဆွဲပြီးတော့လူတွေကလက်ကီးတို့အလက်ကီးတို့လုပ်နေကြကိုလုံးတဲ့အလုပ်ကိုပဲကိုယ်စစ်ဆေးတဲ့ပေါ့နော်အခုလုပ်နေတာအကောင်းတာဆိုလာဒါပဲကြည့်ရမှာဖြစ်တယ်အဲဒါကြောင့်မို့မကောင်းမှုအကုသိုလ်ဆိုတာလည်းပဲပြစ်ဒဏ်ခတ်တတ်တယ်လောကကြီးမှာအချုပ်မှတ်လိုက်ရမယ်ဆိုရင်ဆိုးကျိုးမှန်သမျှသည်အကုသိုလ်ရဲ့အပြစ်အကုသိုလ်ရဲ့အကျိုးလူတွေခံရတဲ့ဆိုးကျိုးဒုက္ခမှန်သမျှသည်အကုသိုလ်ရဲ့အကျိုးနော်ချမ်းသာစရာစိတ်ချမ်းသာစရာဒုက္ခမှန်သမျှသည်ကုသိုလ်ရဲ့အကျိုးဒါကတော့သိရပါတော့တရားအရာကုသိုလ်ကဆိုးကျိုးပေးတာမရှိဘူးအကုသိုလ်ကလည်းကောင်းကျိုးပေးတာမရှိဘူးပေးရင်ဆိုးကျိုးပဲပေးမယ်ဒါတော့သိချတော့ပဲအဲ့လိုမှတ်သားထားပြီးတော့ကိုယ့်ဘဝနေ့စဉ်ဘဝမှာကောင်းခြင်းဆိုးခြင်းကံကောင်းခြင်းကံဆိုးခြင်းကိုကိုယ့်အကိုသိသိချာချာဆုံးဖြတ်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ဖို့ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့ကြင်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း